မပိုးလာမဲ့စာလေးတစ်ဆောင်နဲ့ခေါ်မဲ့ပုံးလေးကိုအချိန်တွေအကြာကြီးစောင့်ခဲ့မိသူတစ်ယောက်ပါကကျမပိုးတဲ့စာလေးတွေကိုမြင်တာတော့ကျမစီကိုစောင့်မပြန်ခဲ့ပါဘူးကျမကစာမပိုးလို့အလုံးမအားဘူးလားဘာလို့နေလဲစိတ်ကူလို့မင်းမိတာတော့ကျမပို့ထားတဲ့စာလေးတွေကိုဝင်မကြည့်တော့ဘူးကျမဘက်ကတတိယလို့အပြင်မှာတွေ့ရအောင်ချိန်လိုက်ပါတော့တယ် So that's a latte and a coffee လေး croissant? တစ်ခွက်လောက် Yes, ချပေး that's ပါ right. Thank you. Perfect. It'll be right out. ကျမကတော့ကော်ဖီဆိုင်လေးမှာကော်ဖီတစ်ခွက်မှာပြီးလာမဲ့အချိန်ကိုစောင့်မျှော်နေခဲ့တော့လဲအချိန်တွေသာကုန်ဆုံးသွားခဲ့တယ်ကျမစောင့်မျှော်နေခဲ့တဲ့တယောက်ရောက်မလာခဲ့ပါလာမလားဆိုပြီးကျမငေးကြည့်နေခဲ့တယ်Here is the money for ကျ the မ coffee. လည်းပတ်စံရှင်းလိုက်ပါ Thank တော့ you. တယ် Here's a change. Thank you so much. ကျမစီကိုလာတွေ့မှာပဲဆိုတဲ့စိတ်လေးနဲ့ကျမစောင့်နေခဲ့ပါသေးတယ်ကျမအချစ်တွေကိုမမြင်နိုင်ခဲ့တဲ့ကျမရဲ့ယူဆိုင်မှုတွေနဲ့မထိုက်တန်တဲ့မေ့ဖြစ်ပြီးဘဝအသက်မှာအချစ်သစ်ရှာဖို့အတွက်တော့ကျမမစင်စားတော့ပါ